ဖေဖေသူနဲ့သမီးဖေသူကင်းတို့ကျောင်းကိုတူတူသွားနေခဲ့ကြပြီးကင်းကိုကျောင်းမှာရှာထားပြီးတဲ့အဖေဖေသူကရှမ်ပူကိုအလုပ်ကိစ္စနဲ့သွားရမှာဖြစ်ကြောင်းသမီးကင်းကိုပြောပြနေခဲ့ပါတယ်။ကျောင်းဝရောက်သွားချိန်ကင်းကကျောင်းလက်ကကျောင်းမကနေကုန်ချပြီးတစ်ဖက်မှာကားနဲ့စောင့်နေတဲ့သူမရဲ့ငယ်တငယ်ချင်းပန်စီကိုသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲကင်းနဲ့ပန်တို့ကျောင်းလေပြီးကင်းရဲ့အဖေနောက်ကိုလိုက်ရှောင်းဖို့အတွက်အစီအစဉ်ရှိခဲ့တဲ့ဝယ်ဖြစ်ပါတယ်။ကင်းကသူမရဲ့အဖေကသူမရဲ့အမေပေါ်မှာဖောက်ပြန်နေရလို့ထင်နေတဲ့အတွက်သူမအဖေသွားမယ်ရှမ်ပူရီလိုက်ရှောင်းခဲ့ကြပါတယ်။ဒါပေမဲ့ကင်းရဲ့အဖေကရှမ်ပူရီကိုသွားမယ်စားရှင်းမိုင်ကိုသွားမယ်ဇူပါနာဘူမီလေးစိတ်ကိုမောင်းသွားခဲ့ပါတယ်။ဘူမီမြုံတင်ကဖြစ်သွားတဲ့ကင်းကတော့အမတရားတစ်ခုကိုရှာဝေဖို့အတွက်ပန်းစီပတ်ဆိုင်ရှိပြီးနှစ်ယောက်တူလီရင်နဲ့ရှင်းမိုင်ကြီးလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရှင်းမိုင်ကိုရောက်တဲ့အခါနှစ်ယောက်သားကင်းရဲ့ဖေကြီးကိုလိုက်သွားခဲ့ပြီးဟိုတယ်တစ်ခုတည်းဝင်သွားတာကိုတွေ့ပြီးလိုက်ဝင်သွားခဲ့ကြပါတယ်။ဟိုတယ်တွေကအကတ်တစ်ခုတည်းဝင်သွားတဲ့ဖေကိုကြည့်ပြီးဒေါသရီဖြစ်နေတဲ့ကင်းကဟိုတယ်ခန်းကားကိုဖိဖို့လုပ်ပြီးမဲ့ပန်ကအထဲမှာတခြားဆွေးနွေးစရာရှိနေတာမလို့အောင်စင်ဖို့အတွက်နာရှာခဲ့ပါတယ်။အမန်တရားကိုရှာပွေတဲ့ဂင်းကတော့လက်မလျှော့သေးပဲဘေးခန်းနဲ့ခူးဝင်ကအတန်တရွကိုနာထောင်ဖို့လုပ်ပါတော့။ဂင်းရဲ့ဖေးပေါက်ပြနေတာတကယ်ဖြစ်ကြောင်းပန်တိသွားတဲ့အခါမှာတော့ဂင်းတီတော်မကိုစိတ်ပူသွားခဲ့ပါတော့။အမန်တရားတစ်ခုကိုအတီးပြုတ်ခြင်းနဲ့ဂင်းကတော့တစိုးထိုးလုပ်နေခဲ့ပါတယ်။စကားပြောတန်ချိုကိုကြားသိပြီးနောက်ဂင်းရဲ့ဖေကမြင်ငယ်ရှိနေမှန်တီးသွားပြီးဂင်းမှတီးလို့သွားခဲ့ပါတယ်။တီတီဂျီဝါနဲ့မှုတွေဒေါသရီရောထွေးနေတဲ့ဂင်းဟာဒူမာဖေးရှိတဲ့ကန်ကားကိုခောက်ဖို့လုပ်ခဲ့ပါတော့။ပန်ကစိတ်လျှော့ထားဖို့ရဲ့စိတ်ရှိထားဖို့အတွက်နားရှာပြီးပဲလို့လေဂင်းဟာတကားကိုခောက်ခဲ့ပါတော့။တကားခောက်ခဲ့ပြီးမဲ့လို့လည်းပန်ဟက်စ်ကားကိုပြန်နာထောင်ပြီးပန်နဲ့အတူဟော်ရီကနေထွက်လာခဲ့ကြကဘန်ကောက်ကိုပြန်လို့သွားခဲ့ကြပါတော့တယ်။လီယင်မော်မှာဒူမငုံရီယာကိုဘယ်သူမှမသိစေချင်တဲ့အတွက်ဒူမမျက်နှာကိုစောင်းနဲ့အုပ်လို့ထားခဲ့ပါတယ်။ဒူမဖေကဒူမနဲ့အမေကိုရှစ်တေတော်မြဲပြုံးနေခဲ့ပြီးဒါရီအားလုံးကိုတီးလိုက်ရချင်းမှအဲ့ချစ်တယ်ဆိုတာတကယ်ဟုတ်မဟုတ်ဆိုတာဒူမတီတော့ဘူးလို့ပန်ကိုရင်ဖွင့်လို့နေခဲ့ပါတော့တယ်။ပန်ကဒူမကိုဘယ်သူကရှင်းမရှိဆိုတာကိုမသိပေမဲ့ပန်ကဂင်းကိုရှစ်တယ်လို့ပြောပြီးဂင်းကပန်ကိုဖက်ပြီးငိုနေခဲ့ပါတော့တယ်။ပန်ကရှစ်တယ်လို့ပြောလိုက်တာကိုဂင်းကအံ့ဩသွားပြီးဘယ်လိုမျိုးရှင်မျိုးနဲ့ရှစ်တာလဲဆိုပြီးပန်ကိုမိခဲ့ပြီးမဲ့ပန်ကတော့ခံသားချက်တွေကိုလွတ်ဝက်ထားပြီးတငယ်ချင်းလိုရှစ်တယ်လို့သာပြောခဲ့ပါတော့တယ်။နောက်ရက်တွင်မှလည်းကျောင်းမှာအုံမှန်တိုင်းနေကြပြီးရင်းနှီးကြတဲ့တငယ်ချင်းတွေလိုပဲပြစ်လို့ဒီခဲ့ကြပါတယ်။မကြသေးခင်ကပဲဂင်းကလီလို့ခေါ်တဲ့ကောင်လေးတယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ဂင်းကကောင်လေးရသားပေမဲ့လို့လည်းပန်နဲ့ဂင်းတို့ရဲ့ခိုင်မာတဲ့တငယ်ချင်းဆက်ဆံရေးကလည်းဆက်လက်ခိုင်မြဲနေသေးပါပဲ။ငယ်နေငယ်ကြာ2019နဲ့ပန်နဲ့ဂင်းတို့ကမင်္ဂလာပွဲတစ်ခုကိုအတူတူတက်ရောက်ကြရင်ဂင်းကတော့တချင်းဆိုနေတဲ့ပန်ကတော့သူ့တငယ်ချင်းတွေနဲ့စကားပြောလို့နေခဲ့ပါတယ်။တငယ်ချင်းတွေကပန်ကိုဂင်းနဲ့ဆက်ဆံရေးကဂင်းကြီးတဲ့အဆင့်တက်ပိုလားဆိုတာကိုမင်းနေခဲ့ကြပါတယ်။ဒီလိုနဲ့ပန်ကနောက်19ခုနှစ်ကသူတို့နှစ်ယောက်ရဲ့အတိတ်အကြောင်းကိုပြောပြခဲ့ပါတယ်။ဂင်းဟာလူနဲ့ရှင်းနေကြတဲ့ relationship တာတစ်ခုကိုသုံးသပ်ပြီးပဲဖြစ်ပါတယ်။ဂင်းမှာပဲဖြစ်ဖြစ်ဂင်းလိုရတဲ့ရှိနိုင်ပန်ကဒူမအနားမှာအမြင်ရှိနေပြီးခဲ့ပါတယ်။စိတ်ငြိမ်နေတဲ့ဂင်းကိုဂီတာတီးပြအရှင်းဆိုပြပြီးဒူမပြုံးလာအောင်ကြော်ဖြေပြီးနေခဲ့ပါတော့တယ်။ဂင်းရဲ့အလုပ်ဖြစ်တဲ့ recording studio ကိုသွားတိုင်းပန်ကအမြင်နောက်ကနေလိုက်ဆောင်ပြီးနေခဲ့ပါတယ်။ပန်ဟာသူတနိုင်သမျှနီးစပ်တွေနဲ့ဂင်းကိုအမြဲ support လုပ်ပြီးနေခဲ့တာပါ။တနေ့ Game Recording Studio မှာရှိတော့အဆိုတော်ကဒူမကိုအရှိဆိုတာအရှိသက်ဖြိုးတာဖြစ်ပြီးအရင်မကြည့်ချောင်းပြောခဲ့ပါတယ်။ဂင်းကလည်းဒူမပြောတာကိုထောက်ခံခဲ့ပြီးနောက်ထပ်ခက်မရှိတော့ဘူးလို့ကြိပေးခဲ့ပါတယ်။နောက်တစ်ရက်ဂင်းနဲ့ပန်တို့စပိန်တူစီးနေကြချိန်ပန်ကဂင်းကိုတကယ်ပဲအရှိပေါ်မှာလက်လျှော့လိုက်ပြီလားနောက်ထပ်တကယ်ထက်မရှိတော့ဘူးလားဆိုတာကိုမိလို့နေခဲ့ပါတော့။ဂင်းကတနေ့ရှင်းချင်းမှာဒူမကိုစောင့်ရယောက်ျားကောင်းတယောက်ရှိမယ်ဆိုတာကိုဒူမယုံကြည်နေတော့မယ်လို့ပန်ရဲ့မိကုံးကိုဖြေခဲ့ပါတယ်။ဒီကားကိုကြားပြီးတဲ့နောက်မှာတော့ပန်ဟာပျော်ရွှင်သွားပြီးပြုံးလိုက်ပါတော့။2018ခုနှစ်ဂင်းဟာထိတ်လို့ခေါ်တဲ့သချင်းပုတ်ကျူသားတယောက်နဲ့တွေ့နေခဲ့ပါတယ်။ညတညမှာဂင်းနဲ့ပန်တို့ပါတီတစ်ခုတက်ခဲ့ကြပြီးပန်နဲ့ထိတ်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။အဲဒီနောက်ထိတ်ကဂင်းကိုစီမံမသချင်းဆိုဖို့ခေါ်သွားပြီးတော့ပန်ကတော့ဘီယာသွားထည့်ခိုင်းပါတယ်။ဂင်းကစီမံမသချင်းဆိုနေရင်အဖော်မအပြလွန်ပြီးစင်မိုကနေခြေထောက်နောက်ပြန်ပြုတ်ကျသွားခဲ့ပါတယ်။အိုင်ပြူတန်ကရောက်လာခဲ့ပြီးဒူမကိုကားပေါ်တင်တဲ့အခါဒူနာပြူကလူတစ်ယောက်သာစီးရုပ်ကိုလိုက်ခွင့်ရှိရလို့ပြောတဲ့အခါမှာတော့ပန်နဲ့ထိတ်နေအောင်စလုံးတက်ရှိပေမဲ့ဂင်းကထိတ်ကိုသာရွေးလိုက်ပါတယ်။ဂင်းကပန်ကိုပါတီမာနေခဲ့ပြီးပျော်စင်နှွဲနေဖို့မှာထားခဲ့ပါတယ်။ထိတ်နဲ့ဂင်းတို့အတူတူထွက်သွားကြတာကိုမြင်တော့ပန်ဟာငါကျင်ပြီးကြံနေခဲ့ပါတော့တယ်။နောက်တော့ပန်ဟာသူ့ရဲ့ကောင်းမလေးအီနေတူမြန်မာရန်ကုန်ကိုအလဲပတ်ထွက်လာခဲ့ပါတော့တယ်။ပန်ကဒီ relationship ကိုအပြည့်အဝမလို့ချင်ပါဘူး။ဘာလို့လဲဆိုတော့သူဟာအငြင်းရဲ့ဂင်းရဲ့အကြောင်းကိုတွေးနေလို့ပဲဖြစ်ပါတယ်။သူမဖော်ထားရှိတဲ့ခံစားချက်တွေကပန်ရဲ့အရာအလုံးကိုဖုံးလွှမ်းသွားစေခဲ့ပါတယ်။ရုတ်တရက်ဂင်းကပန်ကိုဖုံးလို့ခဲ့ပြီးဂင်းရဲ့တန်ကစိတ်တူနေလို့ဖြစ်ပြီးဗီဒီယိုမလာတာကြာပြီကြောင့်မလို့တူနေမကောင်းဘူးကိုဝင်ရှိနေမှာစိုးရိမ်ကြောင်းကိုပြောပြခဲ့ပါတော့တယ်။နောက်ပြီးအခုကာရာမူမှာတယောက်တည်းကျောင်းလန်းစာရှိနေကြောင်းကိုလည်းပန်ကူပြောပြခဲ့ပါတယ်။ဒီစကားတွေကိုကြားလိုက်တာနဲ့ပန်ကအရာအလုံးကိုမေးပြီးဂင်းရဲ့နားကိုရောက်လာဖို့မလေးရှားကိုသွားခဲ့ပါတော့တယ်။ဟိုတယ်ကိုရောက်တာနဲ့ဂင်းကိုဝင်ရှိမရှိစစ်ဆေးခိုင်းပြီးရေချိုကန်ရဲ့အချိန်မှာစိုးရိမ်စွာနဲ့စောင်းလုံးနေခဲ့ပါတော့တယ်။ခဏကြာမှတော့ဂင်းကရေချိုကန်ကနေထွက်လာပြီးစီးစစ်တန်ကိုပြလိုက်တဲ့ခါမှာတော့ negative ဖြစ်နေခဲ့ပြီးဒူမဟာတကယ်ကိုဝင်ရှိမနေခဲ့ပါဘူး။နောက်တော့သူတို့ထိုင်လိုက်ကြပြီးဂင်းကဒူမစိတ်ပြီးစီးနေကြောင်းထရိတ်ကဒူမပေါ်ဖောက်ပြန်နေတဲ့ထင်ကြောင်းပန်ကိုရင်ဖွင့်ခဲ့ပါတော့တယ်။ထရိတ်ကအရှမ်းပန်ကူကိုထုတ်လို့ဖို့ရှိပြီးမချနိုင်ခဲ့တဲ့ကူးချင်းစီကအဆူတော်ရီနဲ့လှုပ်ရှုပ်လို့နေခဲ့ပါတယ်
ကင်းကသူရှိသူထည့်ရဲ့မန်နေဂျာဖြစ်ပေမဲ့လို့လေပါတီတုံးကစင်မောကပြုတ်ကျထားတဲ့တန်းရကြောင်းသူမရှိအောင်ကမပြောက်သေးတာနဲ့အရင်လိုသူနဲ့တူလိုက်မတွားနိုင်ပဲအနားယူနေခဲ့ရတာပါအနားယူချင်းသူမရှိသူထည့်ရဲ့ပြဿနာတွေကနေအစိုးရတွေကဖြစ်နိုင်ချေရှိတဲ့တယောက်နဲ့ညသာစာဝရှိနာတာကိုတွေးပြီးကင်းနဲ့ဖန်တို့အမှန်တရားကိုရှာဖွေဖို့အတွက်စားတော့ဆိုင်ဒီကိုပါလိုက်ပါသွားခဲ့ကြပါတယ်ကင်းတရားရဲ့နှလုံးသားကစိတ်ပြက်မှုအားငယ်မှုဝမ်းနည်းမှုတွေနဲ့ရောထွေးပြီးအမှန်တရားကိုရှာတွေ့နိုင်ဖို့ကြိုးစားနေခဲ့ပါတယ်အမှန်တရားတစ်ခုကိုသိရလို့သူမရင်တွေကွဲသွားရမယ်ဆိုရင်တော့အဖြေသိဖို့အတွက်သူမမင်းကိုမေးရမယ်ဆိုပြီးဝိတာတွေကိုမေးခဲ့ပေမဲ့တယောက်မှသူ့ရဲ့ဖြေကိုတည်တည်ချာချာမဖြေခဲ့ပါဘူးစိတ်ရှုပ်ထွေးနေတဲ့ဂင်းရဲ့စိတ်တွေကိုပျော်ရွှင်အောင်ဘန်ကစားနောက်ခဲ့ပါတယ်။ဘန်ကထိပ်ပုံစံတူယူပြီးဂင်းကိုစားနောက်တဲ့အခါဂင်းကလည်းအဆူရမရဲ့ပုံစံအတိုင်းတူယူပြီးစားနောက်နေခဲ့ကြပါတယ်။တယောက်နဲ့တယောက်စားနောက်နေကရုံနှစ်ယောက်ရဲ့ညနေလေးဟာရဲကြရီဖြစ်လာခဲ့ပြီးအပြုံးနေနဲ့ပြည်လုံးနေခဲ့ပါတယ်။ပျော်ရွှင်စရာညနေခင်းရဲ့အပြီးမှာတော့စိတ်ဖိစီးမှုတွေကတဖြည်းဖြည်းပြန်ကျလာခဲ့ပြီးဘန်ကဂင်းကိုဟိုတယ်ပြန်လိုက်ပို့ပေးခဲ့ပါတယ်။တယောက်နဲ့တယောက်နှုတ်ဆက်ကြရင်ဂင်းကကမ်ဘောဒီးယားသွားပြီးထိတ်ကိုရှာဖို့အစီအစဉ်ရှိကြောင်းပန်ကိုပြောပြခဲ့ပါရယ်။ပန်ကသူ့ရဲ့လင်းရင်တက်ရမယ့်အလုပ်ပြီးသွားတဲ့အခါဂင်းနောက်ကိုလိုက်ခဲ့ပါဖြစ်ကြောင်းပြောခဲ့ပါရယ်။ဂင်းကလည်းပန်တို့တကယ်ချင်းမျိုးရှိနေတာဟာဒုမအတွက်အရန်ကိုကန်ကောင်းကြောင်းပြောပြီးဂင်းနဲ့ပန်တို့ဖက်ခဲ့လိုက်ကြပါရယ်။ပန်ရဲ့ပြုံးတွေကအသက်ဝင်မနေပဲဒုမနဲ့တကယ်ချင်းနဲ့ပူချင်းတဲ့အကြောင်းကိုတွေးပြီးဝမ်းနဲ့လို့နေခဲ့ပါရယ်။ဒီနောက်ဂင်းကကမ်ဘောဒီးယားကိုသွားခဲ့ပြီးအိတ်ရှိရဲ့ထိတ်ရဲ့တစ်ခုတည်းသော recording studio ကိုလိုက်ပါခဲ့ပါရယ်။ဟိုတယ်ကိုပြန်ရောက်သွားကြတဲ့အခါထိတ်တယောက်အိပ်ပျော်လို့နေခဲ့ပါတယ်။ဂင်းကကေရဲ့ပစ္စည်းတွေကိုတိမ်မလို့နေချေထိတ်ရဲ့ပေါင်းဝီတွေကနေအုတ်ထုတ်တွေကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့အုတ်ထုတ်တွေဟာရှီရမယ့်အရေးအတွက်တခုပြောင်းနေတာကိုသိချမိပြီးသူမဟောဖောက်ပြန်နေတာသိကြကြောင်းမိုင်းစားတည်သွားခဲ့ပါတော့။တစ်ဖက်မှာလည်းပန်ကနောက် flight အတွက် ready ဖြစ်နေခဲ့ပြီးသူ့ရဲ့ကောင်မလေးအီကလည်းသူ့ကိုတန်းခွေခဲ့ပါတော့။ကျေပြအားငယ်ကနေလမ်းလျှောက်လာတဲ့ပန်ကစက်လီကရဲ့ပုံမှာဂင်းတို့ကိုတွေးလိုက်ပြီးပိုးလူတော်ဝမ်းနဲ့တောက်ခဲ့ပါတော့။ဂင်းဟာထိတ်ကကျမဖောက်ပြန်နေပြီဆိုတာကိုတိကျသိရင်ပြီးဘသူနဲ့ဖောက်ပြန်နေရဲဆိုတာကိုပါသိချင်တဲ့အတွက်ဟောင်ကောင်ကိုအလုပ်ကိစ္စနဲ့တွားမဲ့ထိတ်ကိုလိုက်ရှောင်းဖို့အတွက်ပန်ကူပြောခဲ့ပါတော့။ကျမဖောက်ပြန်နေတဲ့ဆိုတော့က strike ဆိုပြီးပြောနေပေမဲ့တကယ်အမီးရသိချင်တဲ့အတွက်လိုက်သွားမှာပါ။စကားပြောလို့ပြီးမှသူတို့နှစ်ယောက်ထပ်မံခွဲခွာကြရပေမဲ့ပန်လီဝရောက်သွားတဲ့အခါကင်းလည်းပဲနေပေါ်မှာရှိလို့နေခဲ့ပါတယ်ဒီလိုနဲ့နေအောင်တူဟောင်ကောင်ကိုသွားခဲ့ကြပါတယ်ဟောင်ကောင်ကိုရောက်သွားတဲ့အခါဂင်းရဲ့ရှိသူထိတ်ရှိတဲ့ဇူယူရှိကမြေဆောင်တို့ဆိုင်မှာညသာဝင်စားရင်ထိတ်ကိုချောင်းနေခဲ့ကြပါတယ်ဂင်းကတိတ်ကိုဗီဒီယိုကောခေါ်ခဲ့ပြီးထိတ်ကသူ့ရဲ့အလုပ်အားလုံးပြီးသွားတာနဲ့ဟိုတယ်ကိုတန်းပြန်မဲ့ကြောင်းဂင်းကိုပြောနေခဲ့ပါတယ်ဒါပေမဲ့ဂင်းဟာဇူယူကိုလမ်းကြည့်လိုက်ထိတ်ထွက်လာတာကိုမြင်ပြီးခမလီတယောက်နဲ့အတူထွက်သွားတာကိုမြင်တွေ့ခဲ့ရပါတယ်စိတ်တမထင်းချုံနိုင်ပဲကလင်းလေးမြင်ပဲထိတ်တဲမဲ့ဟိုတယ်စီကိုလိုက်သွားဖို့အတွက်စုပ်ဖြတ်ခဲ့လိုက်ပါတယ်။ဟိုတယ်ကိုထိတ်တဲ့အရင်ဂင်းနဲ့ပန်တို့ကအရင်ရောက်နေခဲ့ကြပြီးလောက်ပြီးမှစောင့်နေခဲ့ကြပါတယ်။အတူတူထိုင်ဆောင်နေကြရင်ပန်ကဂင်းချောက်ကပတ်တီကိုဖြီးပြီးလို့နေခဲ့ပါတယ်။ပန်ကဂင်းကိုထိတ်ဒူမပေါ်ဖောက်ပြန်နေတဲ့ဆိုရဲသက်တွေကိုရှာဖို့ဒူမရန်ဆွဲလန်းနေကြောင်းကိုပြောပြနေခဲ့ပါတယ်။လောက်ပြီးမှနိုင်နေကြအောင်စောင့်နေခဲ့ပြီးနောက်ထပ်တစ်စီတစ်စီးဝင်လာတာကိုမြင်ပြီးအပြေးတော့ဖုန်းကစောင့်ကြည့်နေခဲ့ကြပါတယ်။စောင့်ကြည့်ရဲဆိုရင်ပဲမြင်လာရရင်ဒူမရင်နေကွဲမှာဆိုရဲအတွက်ဒီလုံးကိုအုပ်ပြီးဖြည်းဖြည်းချင်းဖွင့်ကြည့်ခဲ့ပါတယ်။အဲဒီချိန်မှာပဲဒူမမြင်လိုက်ရတာကကောင်မလေးတယောက်ကားပေါ်ကနေဆင်းလာပြီးလူကြီးတယောက်ကိုကားပေါ်ကနေကူတွဲနေတာကိုမြင်ခဲ့ပြီးမြဲအဲ့ဒါကထိတ်ဟုတ်မနေခဲ့ပါဘူး။နိုင်တို့ကြောင့်စောင့်နေပေမဲ့ပြောင်းလာတဲ့ထိတ်ကိုဂင်းကဖုန်းကုတ်ခဲ့ပြီးထိတ်ကဖုန်းကန်ခဲ့ပါဘူး။အဲ့နောက်ပန်ကသူ့ဖုန်းကိုပေးပြီးဒီစိမ်းဖုန်းနံပါတ်ဆိုကိုင်းနိုင်ရှိရဲဆိုပြီးခေါ်ကြည့်လိုက်ရာထိတ်ကရှင်းရှင်းဆိုလို့ဖုန်းကိုကန်ခဲ့ပါတော့တယ်။ထိတ်ရဲ့တန်ကိုကြားပြီးနောက်သူကဖုန်းနံပါတ်ဖြစ်နေလို့အမေမကန်မန်းတည်သွားတဲ့အခါကြည်ကွဲစွာခဏတိုင်ငိမ့်သက်သွားခဲ့ပါတော့တယ်။နေရောက်တော့ဟိုတယ်ကနေထွက်လာခဲ့ကြပြီးနက်တက်ဘတ်ကခေါမိုးမှထိုင်နေခဲ့ကြပါတယ်။ဂင်းကတော့မဲမောင်ပြီးဂျယ်ရီပီနဲ့ရဲ့ကောင်းကင်ကိုစိတ်တွေစူးစီးမရတော့ပဲတိတ်ဆိတ်ငယ်ကြည့်လို့နေခဲ့ပါတော့တယ်။ပန်ကသူမစိတ်ကိုစူးစီးဖို့အတွက်ကြိုးစားနေပေမဲ့ဂင်းအတွက်ကူညီမဖြစ်ခဲ့ပါဘူး။ဂင်းကထိတ်နဲ့တခြားမိန်းမတယောက်တူရှိရင်ပဲပုံရိပ်ကိုမြင်အောင်ပြီးအရန်ကိုနာကျင်နေသလိုအသေးရတဲ့ကွဲလို့နေခဲ့ပါတယ်။ဘတ်စကားကြီးဟာလမ်းပေါ်ကဆိုင်းဘုတ်တစ်ခုအောက်ကနေကျက်သွားတဲ့အချိန်ဂင်းကထိုင်ကုန်ပေါ်ကိုရုတ်တရက်ထားရလိုက်ပြီးဆိုင်းဘုတ်ဘောကိုခေါ်ပြီးကျန်နေခဲ့ပါတော့တယ်။ပန်ကဘတ်စကားမောင်နေသူကိုသူတငယ်ချင်းဆိုင်းဘုတ်မှာတွဲကြနေလို့ကားအနောက်ကိုပြန်ဆုပ်ပေးဖို့အတွက်ပြောဆိုနေခဲ့ပါတော့တယ်။ဘတ်စကားနောက်ကိုပြန်ဆုပ်တဲ့အခါပန်ကဂင်းကိုလုံးကြုံနဲ့အောက်ကိုပြန်ရှာပေးနိုင်ခဲ့ပြီးချိန်ဒူမစိတ်ချိုးဖို့အတွက်စကားကိုရင်းရလာပြောပေးနေခဲ့ပါတော့တယ်။ဂင်းကလည်းပန်ကိုဘယ်တော့မှထောက်တော်ရိုက်ကောင်မဲ့ပွေးဖက်မှုမျိုးနဲ့ပွေးဖက်ရင်းငိုနေခဲ့ပါတော့တယ်။အဲ့ဒီဖြစ်ပျက်မှုရဲ့အပြီးဟောင်ကောင်ရင်းနှီးရောက်ရဲ့စူပူချင်းကိုဂင်းနဲ့ပန်တို့ခံခဲ့ကြရပါတယ်။ကင်းစိတ်တက်ရသွားပြီးတဲ့နောက်မှာမနေ့ဖြန်လေရင်တက်ရမှာဖြစ်တဲ့ပန်ကဂူမကိုထားခဲ့ရပါတယ်။ဒါပေမဲ့အသက်ကွနေပြီးနာကျင်နေတဲ့ဂင်းဟာတယောက်ခဲမနေချင်ပါဘူး။ဒါကြောင့်ပန်မနေ့ဖန်သွားရမယ်ထိုင်လန်လီစိတ်ကိုဂင်းမှလိုက်သွားခဲ့ပါရယ်။လေရင်ရဲစော Grabby မှာဆင်းသက်ရမှာဖြစ်ပြီးတော့ဂင်းကဒူမနဲ့အတူအကြာကြီးနေပေးဖို့ပန်ကိုပြောခဲ့ပါရယ်။ Fly က Grabby မှာရေဆုံးဆင်းသက်ပြီးဘန်ကောက်ကိုထက်ပြန်တမ်းမှဖြစ်လို့ဂင်းကို Grabby မှာနေခိုင်းခဲ့ပါရယ်။အဲဒီနောက်ပန်ကဂင်းချီယာ Grabby ကိုဘန်ကောက်ကနေဆင်းပြန်လာခဲ့မှာပဲဖြစ်ပါရယ်။သူရဲ့ကတိတိုင်းပဲပန်ကဂင်းချီယာ Grabby ကိုလေရင်စီးပြီးလာခဲ့ပါရယ်။
ဂရက်ဘီကိုရောက်တာနဲ့ဂင်းတေရဲ့ဟိုတယ်ရှိရာကိုတခါတည်းလာခဲ့လိုက်ပါတော့တယ်အခန်းကကိုဖွင့်လိုက်တဲ့အချိန်ပန်မြင်လိုက်ရတာကအရန်ကိုပြပန်းနေတဲ့ပုံစံပေါက်ပြီးချိုးပွားစွာလဲလျောင်းနေတဲ့ဂင်းကိုပါပန်အပြော်တွဲခဲ့တဲ့မိန်းကလေးတချို့လည်းဒူမတို့ဖြစ်နေနိုင်ကြောင်းပန်ကိုဂင်းကဟာတာလို့ပြီးပြောနေခဲ့ပါတော့တယ်ပန်ကတော့အသေးကွဲပြီးရှောင်းနှင်းထားတဲ့ဂင်းရဲ့မျက်နှာပေါ်ကမိတ်ကလေးကိုရှက်လို့ပြီးနေခဲ့ပါတယ်သူတို့ဟိုတယ်ကနေထွက်ပြီးအနီးနားကတော်ထဲမှာတောင်းတက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတယ်တောင်းတက်ပြီးမောလာတဲ့အခါမှာတနည်းအားမှာအတူထိုင်းပြီးကောင်းမလေးရှုကိုပျော်တွဲနေတာကစားရတွေကိုရက်ဖို့ဂင်းကပန်ကိုပြောဆိုလို့နေခဲ့ပါတယ်ပြီးတော့ထားခဲ့ရတဲ့ကောင်းမလေးရှုကိုတောင်းပန်ဖို့အတွက်ပြောခဲ့ပြီးပန်ကတော့ပြုံးနေခဲ့ပါတော့တယ်။နေရောက်တာတောက်ထိပ်ပေါ်ရောက်သွားတဲ့အခါမှာတော့ကောင်းမလေးပရိယောင်နဲ့တေတင်လုံးနေတာကိုတီးချင်တဲ့ဂင်းကပန်ရဲ့ဖုန်းကိုတောင်းကြည့်ပါတော့တယ်။ပန်ကတော့ဒူမိုတဝင်းတူနေရလားဆိုပြီးတဲပဲမိခဲ့ပါတော့တယ်။ဒီတောက်ကိုကြားတဲ့ဂင်းကတော့ရှက်သွေးပြတဲ့ဒူမရဲ့အပြုံးလေးကြောင့်ဘာနှစ်ဖက်ကနီးရလာခဲ့ပြီးအဝေးကသာလမ်းကြည့်နေခဲ့ပါတော့တယ်။နောက်တော့သူတို့နှစ်ယောက်နဲ့ဆိုင်ကယ်လေးနဲ့ပတ်တိုးနေကြရင်လမ်းမှာမြောက်တွေကလမ်းပိတ်ပြီးရတာကိုမြင်ပြီးနှစ်ယောက်သားအော်ဟစ်နေခဲ့ပါတော့တယ်။လမ်းပိတ်ဆိုင်ကယ်ထွေးလိုက်တာနဲ့ဂင်းကဆိုင်ကယ်ပေါ်ကနေတောလေးကိုဝင်ပြေးဖို့လုပ်ပါတယ်။မြောက်တွေကလည်းသူတို့နှစ်ယောက်စီကိုပြေးလာနေခဲ့ကြပါတယ်။အဲဒီချိန်မှာဆိုင်ကယ်ပေါ်ကနေဆင်းပြေးနေတဲ့ဂင်းကိုပန်ကမသွားဘူးနဲ့ဆိုင်ကယ်နဲ့ပြေးလာတာပုံမြင်ကြောင်ပြောပြီးခေါ်နေခဲ့ပါတော့တယ်။ပန်ကလည်းဂင်းဆိုင်ကယ်ပေါ်ကိုတက်ပြီးချင်းနဲ့ဆိုင်ကယ်ကိုမောင်းနေခဲ့ပါတော့တယ်။အနောက်မှာဂင်းရှင်မဲစားဂင်းကအနောက်မှာကြံခဲ့ပြီးပန်နဲ့တူလိုက်ပါသွားခဲ့တာကတော့ရောက်တော့ကောင်ပဲဖြစ်လို့နေခဲ့ပါတယ်။ဆိုင်ကယ်စီးနေရင်ရုတ်တရက်ဂင်းကပိုင်းလာပြီးဝေးလျှော့ချလာခဲ့ပါတယ်။သူရောက်နေတဲ့နေရာကတော့ဖြစ်လို့အိမ်သားမရှိတဲ့အတွက်တော်ရင်မှာပဲဒူမကိစ္စကိုဖျက်ဖို့တလုပ်ခဲ့လိုက်ပါတယ်။ကိစ္စဖြစ်နေချိန်ဒူမမှာတ िश ူးမရှိမှတည်သွားပြီးပန်ကိုတ िश ူးလန့်တောင်းခဲ့ပါတော့တယ်။တ िश ူးမရှိတဲ့ပန်ကသူ့ရဲ့ရှေ့ကိုရှုပ်ပေးပြီးမဲ့ပန်ရဲ့အင်ဂျီကိုပါတောင်းတော့အင်ဂျီပါရှုပ်ပြီးကိစ္စကိုရှင်းသိခဲ့ပါတော့တယ်။ဒီလိုနဲ့အပြန်လမ်းမှာတော့ပန်ဟာအင်ဂျီမပါတာကြောင့်လမ်းသွားလမ်းလာတို့ဟာပန်ကိုကြည့်ပြီးနေခဲ့ကြပါတယ်။ဒီလိုဖြစ်ရတာဟာဂင်းအတွက်လုပ်ပေးခဲ့တာမလို့သူကမရှက်ပဲဘာမှဂယူမဆိုင်ခဲ့ပါဘူး။တနေ့လုံးကိုပျော်စရာရင်းနဲ့ဖြတ်တန်းပြီးရနောက်ကန်းကြီးကူရဲ့ညနေခင်းတစ်ခုမှာနှစ်ယောက်တူတူထိုင်ပြီးလက်ချက်တစ်ခုကိုတစ်ဖက်စီတက်ရင်အရှင်းနာထောင်နေခဲ့ကြပါတယ်။ဂင်းကတော့သူကြီးစားဟောင်းထုတ်တဲ့တခြင်းဖြစ်တာမလို့စိတ်နာနေရောပန်ဟာတခြင်းကိုစားသားတွေပြောင်းပြီးဂင်းကိုရေမောစီခဲ့ပါတော့။သူမတဲကွက်နေတာကိုရဲစီချင်တော့ပန်ရဲ့ဆန္ဒဖြစ်ပြီးနှစ်ယောက်သားဟာပျော်ရွှင်ရေမောနေခဲ့ကြပါတယ်။ထိုင်နေရကနေအတူတူမတ်တက်ထားရဲကြလိုက်ကြပြီးပန်ကဂင်းရဲ့စပိန်ရှိုးကိုညင်သားစွာတက်ပေးနေခဲ့ပါတော့။အဲဒီချိန်နှစ်ယောက်သားအကြည့်ချင်းဆုံပြီးသွားခဲ့ကြပြီးအဲ့ဒီကြည့်တွေကိုရှောင်လဲဖို့အတွက်သူတို့အတွက်အခက်ခဲနေခဲ့ပါတော့။ဂင်းကနေစားပြီးခေါ်တယ်ကိုပြန်သိပြီဖြစ်ကြောင်းပြောပြီးနှစ်ယောက်စလုံးပြန်သွားခဲ့ကြပါတော့တယ်။ပန်ကစားကြံရှိုးဝဲဖို့စတိုးဆန်ကူကိုသွားခဲ့ပြီးငွေရှင်းကောင်တာကအထုပ်တွေထားထားတဲ့လိုင်းတွေကိုကြည့်နေခဲ့ပါတော့တယ်။ဘာလို့ရမှမသိပေမဲ့ရှင်းရှင်းလေးပဲအထုပ်တကူကိုယူပြီးရှင်းခဲ့လိုက်ပါတော့တယ်။နောက်ဖြစ်လာမယ့်အရာကိုမျှော်လင့်ရင်ဟိုတယ်ကိုပြန်လာခဲ့ပါတော့တယ်။ဟိုတယ်ကိုပြန်လာတဲ့အခါဂင်းကဘီယာဖိထိတာတွေကန်ထဲမှာစိမ့်နေခဲ့ပြီးပန်ကူပါလာစင်မှုခေါ်ခဲ့ပါတော့တယ်။ပန်ကလည်းကန်ထဲတူတူစိမ့်နေခဲ့ပြီးဂင်းကအနောက်ကနေပန်ရဲ့စပင်တွေကိုဖြင်းညင်းစွာချော်ပေးနေခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲသူတို့ညောင်အကြည့်ရဆုံသွားခဲ့ကြပြီးဂျင်းဂျင်းတန်းချောင်းကိုဖြစ်လာပြီးမယ်ဂင်းကအဲ့ချိန်ကိုဖျက်ခဲ့လိုက်ပါတော့တယ်။ပန်ကသူတို့တငယ်ချင်းတို့ရှိနေကြတာအတော့ကျနေပြီဖြစ်ပြီးသူတို့ခံစားချက်တွေကိုခဏလောက်အရှိပေးဖို့လိုအပ်တယ်ဆိုတာကိုပန်ကနားလည်သွားခဲ့ပါတော့တယ်။ပန်ကသူတို့နှစ်ယောက်ကြောင်းပြောနေခဲ့ပေမဲ့လို့လည်းဂင်းကထိတ်ပါလို့တရားမင်းမတယောက်ပေါ်လူတွေစိတ်ရန်သွားခဲ့တယ်ဆိုတာကိုပဲမိကွန်းထုတ်လို့နေခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ခံစားချက်တွေကိုထုတ်ပြောနေချိန်ထိတ်အကြောင်းမိကွန်းထုတ်လာတဲ့ဂင်းကိုအနေငယ်စိတ်ထိုးလို့သွားခဲ့ပါတော့တယ်။ပန်ကသူကိုယ်တိုင်ဟာဂင်းရန်တို့သုံးဖြစ်နေရကြောင်းစိတ်ထဲရန်ကိုနာကျင်လို့သွားခဲ့ပါတယ်။အဲဒီချိန်မှာနှစ်ယောက်သားဟာကြီးမားတဲ့အငင်းငုံတစ်ခုဖြစ်ခဲ့ပြီးခဏကြာမှတော့ဂျေဂီထားကသူတို့ရဲ့ကွာရှားမှုတွေကိုပြီးဖယ်ထားခဲ့ကြပါရယ်။နောက်ပြီးတော့ညပိုင်းရဲ့လင်းအောင်ချိုးကိုကြီးဖို့အတွက်ဥရောပကိုအလဲထွက်ကြမယ်လို့အရှိချင်းကတိပေးခဲ့ကြပါရယ်။နေရာစလုံးအိယာဝင်ကြတဲ့အခါအကယ်၍ဂင်းဟာခိတ်ကိုမိနိုင်သွားတဲ့တနေ့ကျရင်သူတို့နှစ်ယောက်တူတူဘုရားကျောင်းဝါဆောင်ကြဖို့အတွက်ပန်ကဂင်းကိုတောင်းဆိုနေခဲ့ပါရယ်။နောက်ရက်အနေငယ်ကြာမှဂင်းကမြန်မာနိုင်ငံမှာရှိနေခဲ့ပြီးအလဘန်တဲ့အတွက်အလုံးရှုံနေတဲ့ထိနောက်ကနေစပိုလုပ်ပေးဖို့အတွက်ပဲဖြစ်ပါတယ်။အဆိုရိုနဲ့ရေမောနေခဲ့ပြီးပျော်စတရီယာကိုကြီးနေရတဲ့ဂင်းဟာဒေါသတွေထွက်လာခဲ့ပါတော့။ဟုတ်ဒီရဲ့ဂင်းဟာမိုက်ကိုကောက်ပန်ခဲ့လိုက်ပြီးဟောင်ကောင်မှာတော့ကိစ္စကိုရှင်းပြဖို့ထိတ်ကိုကိုပြီးပြောပြခဲ့ပါတယ်။ထိတ်ကတူမာရီတွေနောက်လာရပြီးထမသွားဖို့အတွက်ဂင်းကိုတောင်းပန်ခဲ့ပါတယ်။အရာအလုံးပြည့်စည်ခံရပြီးမယ်လို့လည်းထိတ်ကိုရှိတဲ့အတွက်ဂင်းကသူ့ဘောခွင့်လုပ်ပေးပြီးနောက်တစ်ချိန်ခွင့်ရေးပေးခဲ့ပါတော့။ပန်ကိုကတိပေးကြတဲ့အတိုင်းဂင်းကချီတကုံပြရမှာပန်ကိုသွားတွေ့ခဲ့ပြီးနောက်တစ်ချိန်ထိတ်ကိုအခွင့်ရေးပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုလာပြောပြခဲ့ပါတယ်။အဲဒီစကားလုံးတွေကိုကြားနေရှိပါပဲ။ပန်ရဲ့နှလုံးသားတွေဟာမြင့်မြတ်သွားလို့ခံစားခဲ့လိုက်ရပါတယ်။ငငယ်တုန်းကအတိုင်းဂင်းဟာပန်ကိုတငယ်ချင်းနဲ့မပေါ်တာကိုပန်တိသွားတဲ့အခါနောက်နောက်ရလို့သွားခဲ့ပါတယ်။ပန်ကလှည့်ထွက်သွားပြီးဂင်းကလည်းသူ့အနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။အဲဒီနောက်သူကကိုကအတွက်ပန်ကအေးပါတဲ့ယောက်ျားတစ်ယောက်ဖြစ်ကြောင်းနဲ့အကယ်၍သူတို့ကတွဲပြီးပြတ်သွားခဲ့ရဲ့တငယ်ရဲ့တန်ရောက်စင်တွေကိုအဆုံးချုပ်မခံနိုင်ကြောင်းနွားဆက်ခင်းပါတော့တယ်။ပန်ကဂင်းရဲ့ရောင်းမီးရဲ့ကားရီကြောင်းနားကျင်နေပြီးဘာစကားလုံးမပြန်မပြောနိုင်ပဲအဝေးကိုထွက်သွားခဲ့ပါတယ်။မျက်ရည်ပြင်းတဲ့ဂင်းဟာပန်ရဲ့အမေကိုသာစတိုက်ခေါ်နေပြီးပန်ကတော့နောက်လည်းမကြည့်ခဲ့ပါဘူး။အဲဒီနေ့ပြီးတဲ့နောက်မှာတော့သူတို့တယောက်နဲ့တယောက်မတွေ့ခဲ့ကြပါဘူး။တနေ့မှာကင်းကထွင်းငယ်အတူဇီးဝဲထွက်နေရင်ကန်ကြီးမတော်ကပန်စုပြတဲ့တခြင်းကိုကြားပြီးပန်ကိုတတိယသွားခဲ့ပါရယ်
တချင်းကသူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စရာအမတ်တရရှုကိုတဲဆောင်လာပြီးသူတို့ရဲ့စော်စားခန်းတွေကိုပါတတိယသွားစေပါတော့တယ်။ကျောင်းတော်ကယူချောင်းကျောင်းအမတ်တရတွေဟောင်ကောင်မှာတော့ကဘတ်စကားဘောကနေခုတ်ပြီးဆိုင်းဘုတ်ကိုတွင်းနဲ့ခုခဲ့တဲ့အမတ်တရတွေအားလုံးအောင်မိလို့နေခဲ့ပါတယ်။ဒူမရဲ့အခက်အခဲဆုံးရှိနေမှတော့ပန်ကသူ့အနားမှာအမြဲတမ်းရှိပြီးခဲ့တဲ့ဆိုတာကိုစဉ်းစားမိသွားခဲ့ပါတော့တယ်။ဒူမပန်ကိုဘလောက်တောင်လွမ်းနေကြောင်းတဘောပေါက်သွားတဲ့အခါမှာတော့ပန်ရဲ့နောက်ကိုလိုက်သွားခဲ့ပါတော့တယ်။တိတ်မကြခင်မှာပဲပန်တယောက်ကစပိန်စီးရာကိုဂင်းဟာမြင်သွားခဲ့ပြီးပန်ရဲ့နောက်ကိုလိုက်လာခဲ့ပါတော့တယ်။ပန်နာဝေရောက်တဲ့ကမှာတော့ထိငယ်လန်ခွဲလိုက်ပြီးဖြစ်ကြောင်းပန်ကိုပြောခဲ့ပါတယ်။ပန်ရဲ့ပထမဆုံးမိကုံကဒူမအပေါ်ထိတ်ကနောက်တစ်ကြိမ်ပေါက်ပြန်ခဲ့တာဆိုပြီးမိခဲ့ပါတော့တယ်။ဂင်းကအဲ့ဒီချက်ကအကြောင်းပြချက်မဟုတ်ပဲသူတို့တူတူကတိပေးခဲ့ကြတဲ့အတိုင်းပန်နဲ့အတူဥရောပကိုတွားချင်လို့ဖြစ်ကြောင်းပြောခဲ့ပါတော့တယ်။နောက်ပြီးဂင်းကသူတို့နှစ်ယောက်တငယ်ချင်းအနေနဲ့မနေချင်းတော့ကြောင်းတငယ်ချင်းနဲ့ပို့ရဲ့အဆင့်ကိုတက်ရှင်ကြောင်းပန်ကိုလက်ထက်ချင်းကြောင်းပြောခဲ့ပါတော့တယ်။တကယ်တော့ဒူမကနှလုံးသားတစ်ခုလုံးနဲ့ယဉ်ပြီးပန်ကိုတကယ်ရှိတယ်ဆိုတာကိုပြောခဲ့ပါတော့တယ်။ဇလန်ဆုံးမှာပန်ကသူ့တငယ်ချင်းတွေကိုစနေလာကာလာကဂင်းနဲ့ဆက်ဆံရေးအကြောင်းလုံးကိုပြောပြခဲ့ပါတော့တယ်။ပန်ရဲ့တငယ်ချင်းတွေကလည်းသူတို့နှစ်ယောက်ရဲ့အကြောင်းကိုကြားပြီးဝမ်းနည်းစွာနဲ့ညှိသိမ့်အားပေးနေခဲ့ပါတော့တယ်။အဲဒီနောက်ပန်ဟာပါတီရဲမှာရှိတဲ့ဂင်းစီကိုတွားပြီးဝရင်လက်စော်လေးစုပ်ပေးခဲ့ကလက်ထက်ခွင့်ပြန်တောင်းရင်းနဲ့ပဲဇလန်နေဟာလည်းပျော်ရွှင်စွာနဲ့အဆုံးသတ်လို့တွားခဲ့ပါတော့တယ်။အဆုံးဒီနာဆင်ပေးရတဲ့ကျွန်တော်ရဲ့ရှိပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။အားလုံးပဲရှင်လန်းရှမ်းမိကြပါစေ။